လင်မယားနှစ်ယောက်ဟာကြောက်ကမ်းပါးတစ်ခုအနီးမှာပြက်ကျနေတဲ့လေယာဉ်တစ်စီးကိုတွေ့ရှိခဲ့ပြီးနောက်အဲ့ဒီလေယာဉ်ကိုပင်လယ်မြင်ကွင်းကြည့်လို့ရမယ့်စိန်ခံအိမ်လေးတစ်လုံးဖြစ်ပြောင်းလဲဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။လေယာဉ်ကသေးပေမဲ့အတွင်းမှာတော့လိုအပ်တဲ့အရာတွေအစုံအလင်ပါရှိပါတယ်။ပထမဆုံးအနေနဲ့သူတို့ဟာလေယာဉ်အပြင်ဘက်ကခြုံနယ်ပိတ်ပေါင်းတွေကိုရှင်းလင်းပြီးအတွင်းထဲကထိုင်ကုန်တွေကိုတစ်လုံးချင်းစီဖြုတ်ထုတ်ခဲ့ကြပါတယ်။အတွင်းမှာပြန့်ကျဲနေပြီးနေရာယူထားတဲ့အန္တရာယ်ရှိတဲ့ဝါယာကြိုးဟောင်းတွေကိုလည်းအလုံးလုံးရလွယ်ကူအောင်ဖျက်တောက်ပစ်ခဲ့ကြပါတယ်။ဒီလေယာဉ်ဟာတောင်ပေါ်မှာကြာရှည်စွာပစ်ထားတာကြောင့်တော်တော်လေးပျက်စီးနေပါပြီ။ဒါကြောင့်တန်ချေတက်နေတဲ့နေရာတွေကိုကိရိယာတွေသုံးပြီးတိုက်ချခဲ့ကြပါတယ်။လေယာဉ်ဟာကြောက်ကမ်းပါးအဆုံးမှာရှိနေတာကြောင့်အောက်ကိုလျှော့ကျမသွားအောင်ခိုင်ခန့်တဲ့တံမဏိကြိုးတွေနဲ့တစ်ပင်တွေကြောက်ဆောင်တွေမှာတင်းတင်းကြပ်ကြပ်ချီနှောင်ထားခဲ့ပါတယ်။အဲ့ဒီနောက်လေယာဉ်အောက်ခြေမှာကွန်ကရစ်တွေလောင်ပြီးခိုင်မာတဲ့ထောက်တိုင်တွေတက်ဆင်လိုက်တဲ့အခါမှာတော့လေယာဉ်ဟာကြောက်ကမ်းပါးပေါ်မှာမြဲမြံစွာတည်ရှိသွားပါတော့တယ်။လေယာဉ်ကိုအခြေခိုင်အောင်လုပ်ပြီးနောက်မှာတော့သူတို့လင်မယားဟာအိမ်ဖြစ်စတင်ဖန်တီးပါတော့တယ်။နေရန်တွေကိုပြုပြင်ပြီးလှပတဲ့သမုတ်တရားမြင်ကွင်းကိုကြည့်နိုင်ဖို့မှန်ပြတင်းပေါက်အကြီးကြီးတွေတက်ဆင်ခဲ့ပါတယ်။လေယာဉ်မောင်းခန်းကိုဧကန်အဖြစ်၎င်းအလဲပိုင်းကိုမီးဖိုချောင်ဖြစ်၎င်းနောက်ပိုင်းကိုတော့အိတ်ခမ်းအဖြစ်၎င်းပြောင်းလဲခဲ့ကြပါတယ်။ဒါအပြင်လျှက်စစ်မီးအတွက်ဆိုလာပြားတွေနဲ့မိုးရေစုဆောင်းတဲ့စနစ်ကိုလည်းတက်ဆင်ခဲ့ကြပါတယ်။တဖြည်းဖြည်းနဲ့ပျက်စီးနေတဲ့လေယာဉ်ဟောင်းကြီးဟာလှပတဲ့အိမ်လေးတစ်လုံးဖြစ်လာပါတော့တယ်။တနေ့ညနေမှာတော့သူတို့နှစ်ယောက်ဟာအပြင်မှာထိုင်ရင်းနေဝင်ချိန်အလှကိုကြည့်ကာသူတို့ရဲ့အိမ်မက်တွေအကောင့်ထဲပေါ်နိုင်ခဲ့တာကြောင့်ပျော်ရွှင်နေကြပါတော့တယ်။